မင်္ဂလာပါတာလီစောပါဒီနေ့ချပြသွားမယ်ကတော့တာကြီးဆက်ကြိုက်တဲ့ငါးဦးလေးဖြစ်ပါတယ်ကိုယ်လာတဲ့ငါးဦးလေးကိုတေချာလေးရေကြောစိတ်ပါမယ်သူတရေ2ရေ3ရေလောက်ကိုတော့တက်စင်အောင်စေကြောပါမယ်ငါးဦးလေးမကြွအောင်တော့လည်းအသေးချာလေးစေကြောရပါတယ်စေကြောပြီဆိုရင်ခုကြွကြွထဲမှာနေပြီးတော့ငါးဦးလေးကိုပြန်ထည့်ပါမယ်ထည့်ပြီးချီထားလိုက်ပါမယ်တားကတော့ငါးဦးကြော်စားရမယ်ဆိုတော့ပျော်နေတာကလေးတွေဆိုတော့လေသူစားမရတွေတွေးပြီဆိုတော့လေဝိုးလေးရောတားလည်းပျော်ဟုတ်ကဲ့အခုဆိုရင်ကျွန်တော်ရေထည့်ပါမယ်ဒီဦးမှာပြီးဖုံထားလိုက်မယ်ဆူလာပြီဆိုရင်ခုနကကြွကြွထည့်ထားတဲ့ငါးဦးကိုပြန်တည်ပါမယ်ဒါတော့အတွင်းကိုရေတွေမဝင်အောင်အတွက်ခုလိုမျိုးပြုလုပ်ရခြင်းဖြစ်ပါတယ်ငါးဦးလေးချက်ပြီဆိုရင်စေပါမယ်စေပြီဆိုရင်ဒီငါးလေးတွေကိုတော့ငါးဦးကိုတော့ကွင်းနေပြီးတော့တုံးလိုက်ပါမယ်ရလာပြီဆိုရင်စီထည့်ပါမယ်စီဆူဆိုရင်စနုံးထည့်မယ်ကြက်သွန်ဖြူဂျင်းတွေထည့်ပြီးတော့စီတက်ပါမယ်စားဟင်းရှုံမှုထည့်ပါမယ်ပြီးရင်ခုနပြင်ထားတဲ့ငါးဦးတွေကိုထည့်ပါမယ်ငါးဦးတွေမကျွေအောင်တော့လည်းအသေးရှာလေးထည့်ရပါတယ်ပြီးပြီဆိုရင်ကျွန်တော်တို့စီလေးတွေအပေါ်ကလောင်းထည့်ပါမယ်အနံနဲ့ရတော့မှုေးလာပါပြီစီတက်ထားတဲ့အနံနဲ့ရတော့ဒီငါးဦးလေးအယောင်ပြောင်းအောင်ဒီကိုကျွန်တော်တို့တစ်ဖက်တစ်ပြန်လှန်ပါမယ်ငါးဦးလေးကတော့အယောင်ပြောင်းလာပါပြီအနေတော်လေးတွေရောက်လာပြီဆိုရင်ငါးဦးလေးကိုပြန်ဆေးပါမယ်ဟုတ်ကဲ့ဒါတော့မိသားစုအိမ်မှာစားဖို့အတွက်ငါးဦးကျော်လေးဖြစ်ပါတယ်ခုလိုကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်